ဒီနေရာလေးကပေါ့နော်ဓမောပန်ခဲ့ပါနော်ဒါလေးကကြာဗမာရှိရလဲဆိုတော့ပေါ့နော် MRT ပေါ့လက်ဆောင်ပေါ့နော်အပြရောင်လိုင်းနောက်ဆုံးဘူတာမှာပေါ့နော်ရှိရပါနော်နောက်ဆုံးဘူတာကအစဘူတာပေါ့လက်ဆောင်ဆိုတော့အစဘူတာပေါ့အခုအစဘူတာလားနောက်ဆုံးဘူတာလားတော့တေချာမပြောတော့ပေါ့နော်လက်ဆောင်အပြရောင်လိုင်းပေါ့နော်အစမှာတော့ရှိတာပေါ့နော်လက်ဆောင်အပြရောင်လိုင်းဘူတာမှာဆင်းရင်ပေါ့နော်အဲ့ဒီမှာအောက်ဆင်းစရာမျိုးပေါ့နော်ဒုတိယအထက်ရောက်သွားပေါ့နော်ဘူတာကနေပြီးပြန်ထွက်ရင်ပေါ့နော်အဲ့ဒါဆိုရင်ဓမောပန်ကိုရောက်တယ်ပေါ့နော်ဒီနေရာလေးကပေါ့နော်ခရစ်စမတ်နီးတော့မယ်ဆိုအလှတွေပါဆင်ထားတာပေါ့နော်ဒါဈေးဆိုင်တွေပါတွေရှိရပေါ့နော်စားချင်းစရာတွေပဲမုတ်လေးရတဲ့အစုံပဲပေါ့နော်မုတ်တွေပတ်စားပြီးတော့ရှောက်လေခဲ့ပါတယ်ဓပုံတွေလည်းအများကြီးရိုက်ခဲ့တယ်ပေါ့နော်အရန်ကိုလဲစရာကောင်းတဲ့နေရာလေးပါနော်ခရစ်စမတ်နီးပြီးဆိုအလှတွေဆင်ထားရနော်